အမေရိကန်ကဖမ်းဆီးလိုက်တဲ့မာဒူရိုဆိုတာ2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာအမေရိကန်အထူးတပ်ဖွဲ့တော် The Force ရဲ့ဝင်ရောက်ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုဟာခေတ်သစ်ကမ္ဘာနိုင်ငံရေးမှာအငင်းပွားဖွယ်ရာအကောင်းဆုံးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ရေနံသယံဇာတအကြွယ်ဝဆုံးနိုင်ငံကိုအဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်ရှိအောင်အုပ်ချုပ်ခဲ့သူအာဏာရှင်တစ်ဦးအဖြစ်ဆွဆွဲခံရသူတော်လှန်ရေးသမားတစ်ဦးအဖြစ်ခံယူထားသူမာဒူရိုဆိုတာတကယ်တော့ဘယ်သူလဲမာဒူရိုရဲ့ဘဝအစဟာအလွန်ရိုးရှင်းပါတယ်သူဟာနိုင်ငံရေးမျိုးရိုးကဆင်းသက်လာသူမဟုတ်ပါဘူး1990ပြည့်နှစ်တွေတုန်းကသူဟာကာရာကတ်မြို့တော်မှာဘတ်စကားမောင်းသမားတဦးအဖြစ်အသက်မွေးခဲ့သူပါဒါပေမဲ့သူဟာတာမန်ကားဆရာမဟုတ်ပဲစကားပြောကောင်းပြီးစီးရုံးရေးစွမ်းရည်ရှိတဲ့အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးဖြစ်ပါတယ်ဒီအရေးချင်းတွေကပဲသူ့ကိုဗင်နီဇွဲလားရဲ့ဆိုရှယ်လစ်ခေါင်းဆောင်ကြီးဟိုဂိုချဗင်းနဲ့ဆုံတွေ့စေခဲ့ပါတယ်ချာဗက်စ်ထောင်ကျနေစဉ်ကာလမှာမာဒူရိုရဲ့ဇနီးဖြစ်လာမဲ့ရှေ့နေဆီလီယာဖလိုရက်စ်ယခုဖမ်းဆီးခံရသူနဲ့အတူချာဗက်စ်လွတ်မြောက်ရေးအတွက်ကြိုးပမ်းခဲ့ရာကနေလူယုံတော်ဖြစ်လာခဲ့ပါတယ်ချာဗက်စ်အာဏာရလာတဲ့အခါမာဒူရိုဟာနိုင်ငံခြားရေးဝန်ကြီးဒုသမ္မတအထိအဆင့်ဆင့်ရာထူးတက်လာခဲ့ပါတယ်2013ခုနှစ်မှာချာဗက်စ်ကွယ်လွန်ခါနီးအချိန်မှာမာဒူရိုကိုသူ့ရဲ့ဆက်ခံသူအဖြစ်လူထုကိုမိတ်ဆက်ပေးခဲ့ပါတယ်ချာဗက်စ်ကွယ်လွန်ပြီးနောက်2013ရွေးကောက်ပွဲမှာမာဒူရိုဟာမဲအနည်းငယ်အသာနဲ့အနိုင်ရပြီးသမ္မတဖြစ်လာခဲ့ပါတယ်မာဒူရိုသမ္မတဖြစ်ပြီးမကြာခင်မှာပဲဗင်နီဇွဲလားရဲ့ကံကြမ္မာဟာစောက်ထိုးကျသွားခဲ့ပါတယ်ဒီအချိန်ဟာရေနံတွင်းကြီးဖင်ခုထိုင်ထားတဲ့ဗင်နီဇွဲလားရဲ့အမှောင်မိုက်ဆုံးကာလတွေဖြစ်ပါတယ်ကမ္ဘာရေနံဈေးကျဆင်းမှုနဲ့စီမံခန့်ခွဲမှုအမှားတွေကြောင့်နိုင်ငံစီးပွားရေးပြိုလဲခဲ့ပါတယ်။ငွေကြေးအလွန်အမင်းဖောင်းပွားမှုဟာရာခိုင်နှုန်းတန်းနဲ့ချီမြင့်တက်ခဲ့ပြီးပတ်စံတအိတ်နဲ့ဈေးဝယ်ထွက်မှကြက်ဥတစ်လုံးရတဲ့အခြေအနေထိဆိုးရွားခဲ့ပါတယ်။ဒီအခြေအနေမှာအစားအစာနဲ့ဆေးဝါးပြတ်လတ်မှုကြောင့်ဗင်နီဇွဲလားပြည်သူ9တန်းကျော်လူဦးရေရဲ့4ပုံ1ပုံဟာနိုင်ငံကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။စီးပွားရေးကျဆင်းလာတာနဲ့အမျှဆန္ဒပြပွဲတွေပေါ်ပေါက်လာတဲ့အခါမှာမာဒူရိုဟာအကြမ်းဖက်ဖြိုခွင်းတဲ့နည်းလမ်းကိုသုံးခဲ့ပါတယ်2018နဲ့2024ရွေးကောက်ပွဲတွေမှာမတမာမှုတွေရှိတယ်လို့နိုင်ငံတကာကဆွဆွဲခဲ့ပေမဲ့သူကတော့စစ်တပ်ရဲ့ထောက်ခံမှုနဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်ထားခဲ့ပါတယ်အမေရိကန်ကသူ့ကိုဖမ်းဆီးရတဲ့အဓိကအကြောင်းရင်းကတော့နိုင်ငံရေးသက်သက်မဟုတ်ဘူးလို့ဆိုပါတယ်မာဒူရိုနဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေဟာ Cartel of the Suns လို့ခေါ်တဲ့နိုင်ငံတော်အဆင့်မူရစ်ဆေးဝါးမှောင်ခိုကိုင်းကြီးကိုဦးဆောင်ပြီးကိုကင်းမှုရစ်ဆေးဝါးတွေကိုအမေရိကန်စီတင်ပို့နေတယ်လို့ဆွဆွဲခံထားရပါတယ်။2020ခုနှစ်မှာအမေရိကန်တရားရေးဌာနကသူ့ကို Narcoterrorism မူရစ်အကြမ်းဖက်မှုနဲ့တရားစွဲဆိုခဲ့ပြီးစုကြေးငွေ15တန်းနောက်ပိုင်းတန်း90ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မာဒူရိုဟာအမေရိကန်ရဲ့ကြံစည်မှုတွေအာဏာသိမ်းကြိုးပမ်းမှုတွေနဲ့2019ခုနှစ်ကအတိုက်ခံခေါင်းဆောင်ဂျွန်ဂျူအန်ရဲ့စိန်ခေါ်မှုတွေကိုနှစ်ပေါင်းများစွာကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။သူဟာငါ့ကိုဘယ်တော့မှဖြုတ်ချလို့မရဘူးလို့မကြာခဏကြွေးကြော်လေးရှိပါတယ်။ဒါပေမဲ့2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာတော့အမေရိကန်Delta Forceရဲ့စစ်စင်ရေးနဲ့အတူသူ့ရဲ့ဆိုရှယ်လစ်တော်လှန်ရေးခီးလန်းဟာအဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်။ဘတ်စကားမောင်းသမားဘဝကနေသမ္မတဖြစ်လာသူဟာအခုခါမှာတော့အမေရိကန်တရားရုံးမှာတရားရင်ဆိုင်ရမယ့်အကျဉ်းသားတဦးဖြစ်လာခဲ့ပါပြီ။